ဆရာလက်ထဲကဘာဆေးမြစ်တီလဲဆရာဘလို့ယောဂါတွေအတွက်ဆေးဖတ်တုံးပါတယ်လဲဆရာတိခွန်ညာရင်တိချင်မိပါတယ်ဆရာဒီဆေးမြစ်ဦးကိုခတ်ချိုကြီးဦးလို့ခေါ်ပါတယ်ကွယ်ဒီဆေးမြစ်ကကာလာတာရောဂါခေါ်ဆီဖိလစ်ယောဂါကိုတကယ်လက်တွေ့ပြောင်းကင်းစေနိုင်တယ်ကွယ်ဒါအပြင်ခန္ဓာကိုယ်တစ်ခုလုံးတွေးဆိုးပွားလွင်အကွက်ထပ်ပြီးရာရန်တာတွေကိုလည်းလက်တွေ့ပြောင်းကင်းစေတယ်ကွယ်ဆေးအစွမ်းကိုတီးချီလင်တော့လက်တွေ့သုံးကြည့်ရင်ထီးလိမ့်မယ်ကွယ်ပြင်ဦးလွင်မော်လမြိုင်မန္တလေးဘက်ကမိတ်ဆွေတွေမာယူပြီးလက်တွေ့သုံးကြည့်ကြတာအကုန်ဖျောက်ကုန်ကြပြီဝိုးဒီယောဂခန်းစားနေရသူများလက်တွေ့တွန်းတင်တဲ့ဆေးမြစ်ပါဖက်နော်ဆရာတကယ်ဆေးစမ်းထက်တယ်နော်ဒါနဲ့ဒီဆေးမြစ်တွေလိုအပ်လို့မာယူခြင်းသူများရှိရင်ဘယ်လိုပြောပြရမလဲဆရာမာယူခြင်းပါကမြန်မာဆေးဦးဆေးမြစ်များ Facebook Viber ဒါမှမဟုတ်ဖုန်း3994 2589 9355ကိုဆက်လိုက်ပါဖုန်း399695 995836ကိုလည်းခေါ်လို့ရတယ်ဆေးမစ်စစ်မှမုံအတွက်100%စိတ်ချရပါတယ်ကွ